ရှစ်တိုက်ကိုတန်းစာမေးပွဲတစ်ဖုံဖုံကြဒီလိုနဲ့10တဲ့နှစ်ရောက်ပြည့်ဦးလင်တို့ပို့ကဘော်ဒါပေါက်ထားပါတယ်အောင်မြင်စီချင်လွန်းလို့ပါလက်ပြနှုတ်ဆက်ဝမ်းနဲ့ချိန်ခွက်အမေရဲ့မျက်နှာအမေရဲ့သားပြက်လာခြင်းလို့ပါပြန်ခေါ်ပါအိုးဖုန်းနဲ့ကအမေအသက်များဆောက်ကပ်ပြီးနာချင်းလာဆုံးတာပြောတော့နိုင်ငံခြားမှာစောင့်နေမှာဆုံးဒီတနေ့လေးပါပဲဒီကမီနေလိုက်ပါအပိတဲ့ကများနားတဲ့ချားတဲ့ရှင်းလက်စာမေးပွဲနောက်ဆုံးလေးချောင်းလာချိုးတဲ့အမေရဲ့မျက်နှာမြင်မြင်ချင်းမျက်လုံးနဲ့မျက်ရှင်ရောက်ဝင်ဝက်တက်လာတာအသိပြေချက်လာပြင်ရတာခက်လာမေကုန်သူမမတ်ပါဖြစ်လိုက်တဲ့အမေရဲ့အေးဒါမှငါသာဒီတိတဲ့တိန်တော့ရန်ကုန်မှာသားဖေတောက်နေတယ်ခုံတူတွေပိုက်ပြီးပြန်လာမဲ့သူသားကိုစောင့်နေခဲ့သူတို့ရဲ့မျောနှိမ့်ချက်တစ်ချိန်မှမြေတော့ရောက်နေမယ်ပညာတတ်တူတီတော့သားအခုပဲရောက်နေလ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 ဲကြောမရစေကျေးဇူးညာလို့ဘယ်လိုဆိုင်ရမလဲတော့ပြောပါအောင်ဘယ်တော့မှသူတို့သားမလို့ဘူးအရာရပြလို့သူကျေးဇူးရှင်ပြနေမိတဲ့လူမဟုတ်ပါတော့မိအတွက်ဆိုမြဲတဲ့အကောင်စားသူများတွေလူနိုင်ငံခြားကြောင်းတော့ထားရေကောင်းမလားမှတ်ဆိုင်ကရှိမကြည့်ပါအစင်ပြေမှာပါနောက်ကြလောလောကသားကြောင့်တက်ဖို့ရှိတဲ့ကောင်ကိုရှောက်စားဟာအတွက်တွေ့ဖို့နောက်ကုန်တိုင်းပြေးဝဲတဲ့ဒေါ်လာများပတ်သက်ကြောင့်တိုင်းလေသူတို့သားကဖုန်းတော့ခေါ်မှာပါကျင်းတဲ့လောက်တော့လေသုံးလေးရဲ့ဒီဖုန်းကပေါ်မလာပါဖုန်းဆက်ဖို့ချင်းအောင်ရှိငါပါချိုးထားတဲ့စိတ်နဲ့ပေါ်မှာဟုတ်ပါတယ်အမေရဲ့သားဖုန်းဆက်ဖြစ်တာကစားတဲ့ချက်လို့ဆလုံးရင်ပြီးတော့နောက်ပါတဲ့ချက်လို့လေလေမေပါတဲ့ချက်ဖို့ပြရမလဲပြောပါသားငါသားဘွဲရှိတဲ့နေမှာအမေလိုက်တာပြီးလက်မှတ်တော်ပြီးတွေ့နေအဲ့ဒါငါသားလေတဲ့တော့ညော်လေးလို့ဖြစ်မတော့အဖေပြောခဲ့ပြီးတော့ဖေးအိတ်သူကလည်းဖြစ်မတော့နောက်ဆုံးမှသုံးပတ်လူနဲ့တရင်အစ်စ်တင်တဲ့ကြောင်းကထုတ်လိုက်ပြီးတဲ့ငါသားကနိုင်ငံခြားနဲ့မဖြစ်ပါဘူးဆိုပြီးအပိတ်ချရဲ့ဘလို့မှချသေးရငါသားစိတ်တဲ့ရန်ကုန်ပြည်ရောက်ချစ်ခွင့်ဖက်တဲ့အမေရဲ့တဲ့အမေအတိနဲ့နောက်ပြီးဖေးသူ့မကိုကြောက်နေခဲ့လေမြင်ခဲ့ဘူးပြီးကဘွားရဲ့ပထမဦးဆုံးဖေးရဲ့မျက်ရည်ရဲ့မျက်ရည်ရဲ့မျက်ရည်ကြောမရစေကျေးဇူးညာတော့ဘယ်လိုဆိုင်ရမလဲတော့ပြောပါအောင်ဘယ်တော့မှသူတို့သားမလို့ဘူးအရာရပြလို့ကျေးဇူးရှင်ပြနေအဖေနဲ့အမေတာအမနဲ့တာညီမလေးတာတို့ရဲ့မိသားစုကတာရဲ့ကဘာတာရဲ့ဘဝလေးတူဒီတော့ကလေးတစ်ချိန်မှဒီမိသားစုအတွက်ခွန်အားတွေမဖြစ်ချင်နေပါတာကလောက်ပါတာယုံကြည်ချက်သားကိစ္စတွေဒါပေမဲ့တာအဖေကိုတော့ကြည့်တူပဲဘယ်တော့မှမလုပ်ပါနဲ့တာဘဝကိုပြတ်မဲ့မှုနဲ့စိတ်ချပါဖေအဖေရဲ့စကားတွေကြားရောက်တဲ့အဖေတို့မျိုးရိုးစစ်သက်ဖွဲမဲ့ချလာတာတဲ့ကြောင့်တဲ့ဒါပေမဲ့အဖေရဲ့တာသိုးသားမှာဘလောက်တိဆုံးမတဲ့အဖေမွေးတဲ့အဖေရဲ့တာစိတ်ဓာတ်ကအဖေလို့မျိုးပဲဘယ်တော့မှတိကျသူ့ဘယ်တော့မှမချိုးပဲကင်မရာလုံးနဲ့မှတ်တမ်းလိုက်တဲ့နေတဲ့တာရဲ့ hip hop show ပွဲအနေနဲ့တာချောင်းမျက်နှာငယ်ခဲ့ရတဲ့တာရဲ့အမေတက်လုံးသားကိုဘုံယူခွင့်မရတဲ့တာရဲ့အဖေနဲ့မေဒီခါလက်မတွေထောင်းလိုက်ပါတော့အခုစင်ပေါ်မှာချစ်ဆုံးနေတာငါတို့ရဲ့သားချော့ထွဆွေAmen.